Story Time with the channel မှာကြိုဆိုပါရစေ။ကဲသားတို့သမီးတို့ရေဒီနေ့ပြန်လဲဆုံတွေ့ရတာဝမ်းသာပါတယ်။ဒီနေ့မှာတော့ဖိုးကပုံပြင်နောက်တစ်ပုတ်အနေနဲ့အနာခံမအသာဆန်ရမယ်ဆိုတဲ့ပုံပြင်လေးတစ်ပုတ်ကိုပြောပြခြင်းနဲ့တခါတော့ကကျမတကောင်ရှိပါတယ်ကျမကအနီရောင်အစင်းရှိတဲ့ကျမထစ်ပြီးကြက်ကလေး9ဟောင်လဲမွေးထားပါတယ်အဲ့ဒီလိုပဲသူမမှာတငယ်ချင်းတွေဖြစ်ကြတဲ့ဘဲကြောင်နဲ့ခွေးတို့ရှိကြပါတယ်ဒီနေ့မှာတော့ကျမကဂျုံစေးတစ်စေးကိုရှာတွေ့ပါတယ်ကျမကသူ့ရဲ့တငယ်ချင်းတွေကိုမေးလိုက်ပါတယ်ဟေးဘသူကဒီဂျုံစေးကိုစိုက်ပျိုးချင်တယ်လဲဘသူမှမစိုက်ပျိုးချင်ဘူးလို့ပကလေးကဖြေလိုက်ပါတယ်အဲ့ဒါနဲ့ပဲကျမကကြောင်စီကိုဆက်သွားပြီးဟေးတငယ်ချင်းကြောင်ရီနင်ရောဒီဂျုံစီကိုစိုက်ပျိုးချင်သလားလို့ထပ်မေးလိုက်ပါတယ်အဲ့ဒီတိုင်းပဲကြောင်လဲဆိုးဆိုးကဘေကလေးဖြေတယ်လို့ပဲငါလည်းမစိုက်ပျိုးချင်ဘူးလို့ညင်းလိုက်ပါတယ်အဲ့တော့ကျမလည်းနောက်ဆုံးသူ့တငယ်ချင်းဖြစ်တဲ့ခွေးလေးကိုလည်းတစ်ဆက်တည်းထပ်မေးလိုက်တယ်ခွေးလေးနင်ရောဒီဂျုံစီကိုစိုက်အောင်မလားခွေးကလည်းအေးကျမရေငါ့ကိုလည်းထက်မတွက်နဲ့လို့ခွေးလည်းငင်းလိုက်ပြန်ပါတယ်ကောင်းပြီလေအဲ့ဒါဆိုရင်ငါကိုယ်တိုင်ပဲဒီဂျုံစီကိုစိုက်ထားလိုက်တော့မယ်လို့ကျမကပြောလိုက်ပါတယ်ကျမကအဲ့ဒီဂျုံစီကိုတေချာလေးစိုက်ပြိုးပြီးတေချာရေလောင်ပေးပါတယ်ရှက်နေငယ်ကြားတဲ့အခါမှာတော့ဂျုံစီကအပင်လေးတွေပေါက်လာပါတယ်တဖေးမြင့်နဲ့ဂျုံပင်တွေကဝါညို့ယုံတန်းတဲ့ဂျုံတွေပေါက်ရောက်ရှင်းတန်လာတာပေါ့အဲ့ဒီခါကျမကလည်းသူ့တငယ်ချင်းတွေစီကိုသွားပြီးကဲဒီဂျုံမင်းတွေကိုဘသူကများရိတ်သိမ်းကျင်ကြသလဲအဲ့ဒီမှာပဲဘဲမလေးကငါတော့မပါဘူးလို့ပြင်းရည်နေတဲ့အတန်ကြီးနဲ့ပြန်ဖြေပါတယ်ကြောင်လေးလည်းပခုံးသွင်းငါလည်းမပါဘူးလို့ဖြေလိုက်ပြန်တယ်ခွေးလည်းအပေါ်ကဘဲမလေးနဲ့ကြောင်လေးလိုပဲခေါင်းလေးခါပြီးငါလည်းမလုတ်ချင်ဘူးလို့ကြက်မကိုညင်းလိုက်ပြန်တယ်အဲ့ဒီမှာကြက်မကလေကောင်းပြီလေအဲ့လိုဆိုရင်တော့ငါဟာငါပဲရိတ်သိမ်းလိုက်တာပေါ့လို့ကြက်မကပြောလိုက်ပြီးတနေ့လိုဂျုံဒီရိတ်သိမ်းရတာနဲ့အလုတ်ရှုပ်နေခဲ့တာပေါ့ညနေဆောင်တဲ့အခါမှာတော့ကျမမှာဂျုံတွေအိတ်ကြီးနဲ့အိတ်တောင်ရခဲ့ပါတယ်ကျမလည်းဂျုံတွေရလာတဲ့အခါမှာတော့ထုံးစံအတိုင်းအရင်လိုပဲသူ့တငယ်ချင်းတွေကိုဟယ်လိုအားလုံးပဲဂျုံတွေကိုငါနဲ့အတူတူဘသူဝိုင်းပြီးကြိတ်ပေးမလဲလို့ကျမကသူ့တငယ်ချင်းတွေကိုထပ်ပြီးမေးပြန်တယ်တငယ်ချင်းအားလုံးကလည်းထပ်ပြီးငင်းကြပြန်တယ်ကဲအဲ့ဒါဆိုလေပြီးရောငါဟာငါပဲဂျုံတွေကြည်တာပေါ့လို့ပြောလိုက်တယ်ဂျုံမုံတွေရလာတဲ့အခါမှာတော့ငါဟာငါပဲပေါင်မုတ်ဖုတ်တော့မယ်လို့ကျမကသူ့တငယ်ချင်းတွေကိုဘာမှမမေးတော့ပဲဒီတိုင်းပဲအတိပေးလိုက်ပါတော့တယ်အဲ့ဒီလိုနဲ့နောက်တနေ့မှာတော့ကြက်မာကအနန်းအရသာနဲ့ပြေဝတဲ့ပေါင်မုတ်တီဖုတ်ပါတော့တယ်အားလုံးသူလုတ်ပြီးတော့ကြက်မာကကဲဘယ်လိုလဲဒီပေါင်မုတ်တီဘကူများစားခြင်းကြမလဲလို့သူ့တငယ်ချင်းတွေကိုနောက်ဆုံးတစ်ခါမေးလိုက်ပြန်တယ်အဲ့ဒီခါမှာတော့ဘဲမကအသက်အကျယ်ကြီးနဲ့ငါစားမယ်ဟေးကြောင်ကလည်းငါလဲစားမယ်လို့တရေတွေတိုက်ရင်ဖြေတယ်ခွေးကလည်းအရသာရှိမဲ့ပုံပဲနော်အနက်လေးကလည်းမွေးနေကပဲဟာလို့အားလုံးကစားကြင်စိတ်အပြည့်နဲ့ဖြေကြပါတယ်အဲ့ဒီအချိန်မှာတော့ကျမလေးကနင်တို့ဘယ်သူမှစားဖို့မစစ်လားနဲ့ငါ့ကိုဘယ်သူမှမကူညီကြပဲဂျုံပင်တွေစိုက်ပျိုးရတယ်ငါတယောက်တည်းရိတ်သိမ်းရပြီးဒီဂျုံတွေကိုချိတ်ရတယ်အဲ့ဒီအပြင်ဂျုံအားလုံးကိုငါအိမ်မှာပဲမုံဖုတ်လုပ်လာရတာနင်တို့အားလုံးစားဖို့မထိုက်တန်ဘူးဒီမုံတွေကငါနဲ့ငါကလေးတွေပဲစားခွင့်ရှိတယ်လို့ကျမကပြောလိုက်ပြီးပေါင်မုတ်တွေကိုသူ့ကလေးတွေနဲ့အတူတူမြင်ရည်ရှက်ရည်စားလိုက်ပါတဲ့
ပုံမြင်လေးကတော့ဒီလောက်ပါပဲတားတို့သမီးတို့အနေနဲ့ဒီပုံမြင်မှာဘာသင်ခန်းစာများရလိုက်ကြလဲဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့အပေါ်ကပုံပြင်ခေါင်းစဉ်လိုပါပဲဘဝမှာအနာဂတ်မှာအသာဆန်ရမယ်ဆိုတဲ့စာသားအတိုင်းကိုယ်တိုင်ဘာမှမကြိုးစားခြင်းရင်ပုံပြင်တဲကဘဲမလေးကြောင်ကလေးနဲ့ခွေးတို့လိုမျိုးဘာကိုမှလည်းခံစားခွင့်ရမှာမဟုတ်ပါဘူးဆိုတဲ့သင်ခန်းစာလေးပေးထားခြင်းဖြစ်ပါတယ်ဒီပုံပြင်တဲကကြက်မလို့ကိုယ်တိုင်ကြိုးစားရင်ကိုယ်တိုင်ခံစားခွင့်ရှိမယ်ဆိုတာတသားမိမိကိုအားလုံးကိုနားလည်စေခြင်းပါတယ်ဘဝမှာဘယ်အရာမှလွယ်ကူကူမရကြပါဘူးနော်ကလေးတို့ရဲ့ကိုကြိုးစားမှုမရှိဘဲဘယ်အရာမှအလွယ်တကူပိုင်ဆိုင်ခွင့်မရှိပါဘူးကျမလိုအလုံးမရှောင်တဲ့သူအလုတ်ကြိုးစားတဲ့သူတွေမှဒါရလက်ကောင်းကောင်းတွေခံစားနိုင်တယ်ဆိုတာဒီပုံပြင်နည်းကဥပမာပေးတဲ့အနေနဲ့သားတို့သမီးတို့ကိုပြောပြတာခြင်းဖြစ်ပါတယ်ဖိုးဖိုးကတော့ဒီနေ့အတွေ့ဒီလောက်ပါပဲနော်နောက်ရက်တွေမှာပြန်လဲဆုံတွေ့ကြမယ်တတမီမီတို့ပုံမြင်လေးကိုကြိုက်နေတဲ့ရင်ဖူဖူရဲ့ channel လေးကို like and subscribe လေးလုပ်ပေးတော့ပါဦးနော်